Hola everyone အားလုံးပဲမင်္ဂလာပါရှင်ဆိုတော့ဒီနေ့သုံးတဲ့တူတူဂျီးတွေမန်ရဲ့အရေးကြီးတဲ့ topic တွေရဲ့တစ်ခုဖြစ်တဲ့စလုတ်ခန်းလေးကိုတူတူလေ့လာကြမယ်ပေါ့နော်ဆိုတော့အရင်ဆုံးဒီ coordinate plane ကိုတော့ဖြစ်မနေတည်တာမှရပါမယ်စလုတ်တော့ဖို့ဆိုရင်ဆိုတော့ coordinate plane လေးလေ့လာကြည့်အောင်ဒီမှာတွေ့ရတဲ့အတိုင်းကျတော့ coordinate plane မှာဆိုရင်ဒီ horizontal line ကိုကျတော့ 8 axis လို့ခေါ်ပြီးတော့မှဒီ vertical line ကို y axis လို့ခေါ်ရပေါ့နော်အဲ့ line တစ်ခုဖြတ်ထားတဲ့ဒီအမှတ်ကို origin 0,0 လို့ခေါ်တယ်ဆိုတော့ဒီ coordinate plane မှာဆိုရင်အမှတ်တွေကိုခေါ်တဲ့အခါကျရင် order ပဲ 8,y နဲ့ခေါ်တယ်ဆိုတော့အမှတ်တစ်မှတ်ကိုခေါ်ကြည့်မယ်ဒီမှာဆိုရင်တချို့ကဒီအမှတ်လေးကို a လို့ထားလိုက်မယ်ကွာအဲ့ a ကိုခေါ်တဲ့အခါကျရင်သူ့ရဲ့ဒီ x term ကိုအရင်ဆုံးကြည့်ရမယ်အဲ့တော့သူ့ရဲ့ဒီ horizontal line ပေါ်မှာရှိတဲ့အမှတ်က2ဒီ vertical line ပေါ်မှာရှိတဲ့အမှတ်ကလည်း2ဒါဆိုရင်ဒီအမှတ်ကိုခေါ်တဲ့အခါကျရင် 2,2 လို့ခေါ်တယ်ဒါဆိုရင်နောက်တစ်မှတ်ခေါ်ကြည့်အောင်ဒီအမှတ်လေးကို b လို့ထားကြည့်မယ်ဆိုတော့ point b ရဲ့ order value ပြောကြည့်အောင်ဆိုတော့သူ့ရဲ့8 axis ကအမှတ်ကိုအရင်ဆုံးကြည့်မယ်နော်ဆိုတော့8 axis ဆိုတော့ဒီတတဲကအမှတ်ကိုကြည့်မယ်ဆိုတော့ -3, y ကကြတော့ vertical line ပေါ်ကအမှတ်တတဲဆိုတော့4ဒါဆိုရင် -3, 4ဒါဆိုရင်နောက်တစ်ခုခေါ်ကြည့်အောင်ဒီအမှတ်လေးဒီမှတ်လေးဆိုရင် point c လို့ထားလိုက်မယ်သူရဲ့ order value ကိုစဉ်းစားကြည့်အောင်အရင်ဆုံး8 axis ကိုကြည့်မှာဖြစ်တဲ့အတွက်8တတဲကကဏ္ဍကိုကြည့်မယ်ဆိုရင် -5ဆိုတော့ y ကိုကြည့်မယ်ဆိုရင် -3ဒါဆိုရင်သူ့ကိုခေါ်တဲ့အခါကျရင် -5, -3အဲ့မှာ -3, -5 လို့မှားယူမိရဆိုရင်ဒီကျတော့စလုံးတွက်တဲ့အခါကျရင်မှားသွားမယ်ပေါ့နော်အဲ့လိုယူလို့မရပါဘူးเนาะဒါဆိုရင်နောက်တစ်ခုကြည့်အောင်ဒီအမှတ်လေးခေါ်ကြည့်အောင် white d ဆိုရင်ဒီမှာတကယ်လို့သူ့ရဲ့ x တန်ဖိုးကတတဲကြည့်မယ်ဆိုရင်3 y တန်ဖိုးက -4ဆိုတော့ -3, -4အဲ့တော့ရပါမယ်เนาะဒီ coordinate plane ပေါ်ကအမှတ်တွေခေါ်တဲ့အခါကျရင်အမြဲတမ်း x,y နဲ့ခေါ်ပါတယ်ပြီးတော့ဒီexam မှာဆိုရင်ဒီလို plot ချတဲ့ပုံစံလေးတွေကတပုတ်ပါတတ်ပါတယ်ပေါ့နော်အဲ့တော့သတိထားပါမယ်ဒီချေတို့ order bell လေးအကြောင်းလေ့လာပြီးသွားကြပြီဆိုတော့ quadrant လေးအကြောင်းဆက်ပြီးလေ့လာကြမယ်နော်ဒီမှာဆိုရင်ဒီချေတို့ 8 axis နဲ့ y axis နဲ့ကို divide လုပ်ထားတဲ့အခါမှာပိုင်းလေးပိုင်းထွက်လာတယ်ပေါ့နော်ပထမဆုံးပိုင်းကိုဒီချေတို့က quadrant 1လို့ခေါ်တယ် first quadrant ပေါ့နော် first quadrant မှာဆိုရင်ငယ်လေးတို့တွေ့ကြတဲ့အတိုင်းဒီလို x တန်ဖိုးလေးတွေက3ရဲ့ညာဘက်မှာဖြစ်တဲ့အတွက် positive ဆိုတော့သူ့ရဲ့ quadrant လေး first quadrant x တန်ဖိုးက positive အဲ့လိုပဲ y တန်ဖိုးကလည်းဒီလို0ရဲ့အပေါ်မှာဖြစ်တဲ့အတွက် positive ဒီအမှတ်လေးဒီ quadrant ထဲမှာရှိတဲ့ order ပဲအကုန်လုံးကဒီလို plus, plus အဲ့လိုပဲဒီဒုတိယ quadrant ကိုကျတော့ဒီလို second quadrant လို့ခေါ်တယ် quadrant 2မှာဆိုရင်ဒီချယ်ရဲ့ x တန်ဖိုးလေးတွေက0ရဲ့ဘယ်ဘက်မှာဖြစ်တဲ့အတွက် negative y တန်ဖိုးလေးကျတော့0ရဲ့အပေါ်မှာဖြစ်တဲ့အတွက် positive ဒီ quadrant 2မှာရှိတဲ့ order ပဲအကုန်လုံးက minus, plus အဲ့လိုပဲဒီချယ်ဒီ third quadrant 3လို့ခေါ်တယ် quadrant 3မှာဆိုရင်ဒီချယ်ရဲ့ x တန်ဖိုးလေးက minus y တန်ဖိုးလေးတွေကလည်း0ရဲ့အောက်မှာဖြစ်တဲ့အတွက် minus, minus ဆိုတော့ fourth quadrant 4မှာဆိုရင်ဒီချယ်ရဲ့ x တန်ဖိုးလေးတွေကညာဘက်မှာဖြစ်တဲ့အတွက် plus y တန်ဖိုးလေးတွေကအောက်မှာဖြစ်တဲ့အတွက် minus, plus, minus ဆိုတော့ဒီ quadrant ၄ခုကိုဒီချယ်ဒီတိုင်းပဲမှတ်ထားမယ်ပေါ့နော်1 2 3 4ဆိုတော့ဒီ quadrant လေးတွေရဲ့ပြီးသွားရင်ဒီချယ် order ပဲလေးခေါ်တတ်မယ်ဆိုရင်McGraw-Hill workbook ထဲက chapter 1တွက်လို့ရတယ်ပေါ့နော်ဒါဆိုရင်ဒီချက်ကိုဒီ order ပဲခေါ်တာလေးတွေကိုဒီ Kaplan တို့ McGraw-Hill တို့ဒီ workbook file လေးတွေထဲမှာသွားပြီးတော့လေ့ကျင့်ပေးမယ်ပေါ့နော်ဒါ exam မှာ exam အတွက်ရောပြီးတော့ဒီချက်ကိုနောက်တွက်မဲ့စလုတ်အခန်းတွေအတွက်ရောဒီ order ပဲခေါ်တာကအရေးကြီးအောင်မလို့မဖြစ်မနေရတာမှဖြစ်ပါမယ်နော်အားလုံးပဲနောက်သင်ခန်းစာတွေမှာတွေ့ပါမယ်ဘိုင်ဘိုင်ပါရှင်